တဲ့ရခံကိုမိရင်တေတံပေးတင်ပါလေလူကမွေးတဲ့လူတွေကိုဟုတ်ရဲ့လားမသိဘူးမိန်းကလေးတယောက်ဘဝကိုဖြတ်စည်းလို့မရလို့အစစ်နဲ့ပက်တယ်တဲ့တော်တော်ရက်ဆက်ရုပ်မာတဲ့လူတွေအစစ်နဲ့ပက်ခံရတဲ့မိန်းကလေးခြေတော့ကခွာလို့တာမရတော့ကတ်သွားတာတဲ့ဒါကြည့်လို့မကောင်းဒါနိုင်သားရပဲနားလေ14ရက်ကွာမပေါ့ဝင်လာဒီမှာအစစ်နဲ့ပတ်ခံလာပြည့်နေတယ်ကူညီပေးမယ်နော်အနက်နဲ့ထွက်နေအတန်ကြားနေရတာကြားတဲ့လူတွေတမစက်သိမ်းထားတယ်ကြောက်စရာကြီးဒါပေမဲ့ပုတုတယောက်တော့လေးစားဖို့ကောင်းတယ်သူကိုယ်တိုင်သွားပြီးမှဆေးရုံတင်ပေးလိုက်တယ်တနာစရာကြီးရောလုပ်ပေးမယ်နော်ဟုတ်ဆေးတက်ချင်တယ်ဟာဟုတ်နာကျင်နေလို့လားအဲ့ဒါဆေးလို့ပြန်နော်ဟုတ်ပြင်ပါလားတခါလဲဆောင်ရရချင်းချင်းနော်ဟာနာရီဆက်ဆက်အော်ရေနော်ဘယ်လိုပြောလဲဆက်နေကြတာလဲအပီးနေတဲ့လေလောက်တယ်ကွာဒီအကုန်လုံးအစစ်တ်တရားပါပေါ့အမေတို့ကနားမတယ်နိုင်ပြထားတာဒါဆေးဦးတယ်ဗျာဘာလို့အကောင်စားအောက်ကနေဘာမှရှိတော့အဲ့ဒါအကူလေးကားတူတစ်ခေါက်လေးနော်ဒီဆိုင်တိုင်းတော့ဘာလို့ဟိုပါလဲဟိုဒါရှိလားကားလေးခါပဲပတ်သက်ပြီးအခုတစ်ခါလေးဆေးဦးတယ်နော်တနာမီတောက်လောင်နေတဲ့ကောင်လေခဏတဖြုတ်တို့တာယာမှုအတွက်လေကြည့်လိုက်သူများသားသမီးကိုဖျက်ဆီးတာအခုအဲ့ရခံရတဲ့လူကတော့တက်လုံးရှင်လက်နဲ့တည်နေတယ်လို့ဖြစ်နေမှာပဲလေကြည့်လိုက်လမ်းလဲလျှောက်လို့မရတော့ခြေတော့ပူးကုန်နေတဲ့အကယ်၍စီးကူလိုက်ရင်လည်းခဏကိုတစ်ခုလုံးကအနာအစာတွေနဲ့လောကကြီးမှာအသက်ရှင်ရဘလောက်ထိစိတ်တန်ရာရလိုက်မလဲမသိနော်တော်တော်အကျင့်ပုတ်ရုံမာတဲ့လူတွေသူများရဲ့ဘဝဖျက်ဆီးတဲ့လူတွေသူတို့ဘဝလည်းဘယ်တော့မှတာယာမှာမဟုတ်ဘူးဘယ်တော့မှပျော်ရွှင်မှာမဟုတ်ဘယ်တော့မှကောင်းစားမှာမဟုတ်ဘလောက်ထိရုံမာတဲ့ကောင်လေမိလို့ကတော့ကွာသူတို့လေကောင်းကောင်းပြစ်ပေးတင်တယ်သူကဆေးကိုတင်ပေးခြင်းဖြစ်တယ်နော်ဒါပလိုက်တာနဲ့နှလုံးသားကြီးပလိုက်တာပေါ့နော်ဟုတ်တယ်နှလုံးသားပေါ်လိုက်တဲ့ချိန်မှာတက်ချင်ဒီကားရောက်လာတယ်နော်အဲ့ရထားတော့ဒီမှာလူကြီးကြီးတင်လာကြီးရုပ်ခါတော့ငါစစ်တက်ပါခိုင်းတော့လူရဲဟောမိုးရတယ်ရတယ်ဒီမှာကျတော့မိုးရတယ်အဲ့ဒီကတော့ဒီမှာအဲ့ဒီကဟုတ်တယ်အဲ့တော့ရတယ်ဒီဒီနေနေနဲ့ဆက်နေတာလေဒီနေ့ကမင်းနာမည်ရဒီကနေ့မင်းနာမည်ရလူမှုကယ်ဆယ်ရေးအဖွဲ့တွေဒါမျိုးကြည့်လိုက်နေအရင်လေးစားဖို့ကောင်းတယ်ကိုပုတုလည်းကြည့်လိုက်ပါအောင်ကိုတွေဆိုမြင်နေရတာဓမ္မဘလိုလန်းသေးရင်ထဲမှာလည်းနေလို့မကောင်းသူတို့ကအနစ်ကတ်သွားပြီးမှကယ်ဆယ်ပေးတယ်ကြည့်လိုက်ပါအောင်သူတို့ရဲ့စိတ်ဓာတ်ကတကယ်လေးစားစရာကောင်းတယ်ဘလောက်ထိတောင်မှနာကျင်နေမလဲနော်အခုအမကဘယ်လိုဖြစ်တာလဲကျွန်တော်တစ်ချက်လေးကျွန်တော်အသင်းကိုလည်းပြအောင်လေဘယ်ကနေစဖြစ်တာလဲမဟုတ်没人谁都不管乎，没人我那张
အဲ့ဒီမှာသမီးတို့ဆိုင်မှာတကယ်ချင်းနေတွေ့တယ်သူလည်းဆိုတော့ညာညာဆိုရင်ဘီယာဘူးနဲ့အများကြီးပဲကုန်းနဲ့ကားသမားတွေနဲ့ ဟုတ်မအနာလေးတစ်ချက်လောက်ပြပါလား ကန်နေတယ် ကန်တာဝင်းနဲ့ကန်တာ ဘုန်းနဲ့ကန်ခွာလို့မရဘူး တော်တော်ဆိုးတာလေဟေးဟုတ်နော်နော်ဒီနာနေတာပေါ့မဟုတ်ကဲ့နော်